Mingalaba. Mingalaba. What is this? Chow Puento. Chow Quinto. Yes, you taste it. Oh. Taste it. Good or bad? Very good, tasty. Good or bad? Very, very good. Chow Puento ဖို့အတွက်ပထမဆုံးဘာလိုအပ်မလဲဆိုတော့ခန်းကြီးဒီထဲမှာပြီးလို့ရှိရင်စက်တုံပြူစီတက်ဖို့အတွက်စက်တုံပြူလေး3ပွားလောက်ကျွန်တော်သုံးပါမယ်စက်တုံအနီးကျွန်တော်ကစက်တုံလေးကြိုက်တဲ့အတွက်စက်တုံလေးကိုဒါနှလုံးလောက်ပြီးထည့်ပါမယ်ခင်ဗျဒီဘဲဆန်ကိုနည်းနည်းလေးကြော်ပြီးတော့ထည့်မယ်တဲဘူးချမ်းလေးကျွန်တော်နည်းနည်းလေးထည့်ပြီးတော့တုပ်မယ်စားလို့ကောင်းအောင်လက်ဖက်ကိုတော့ကျွန်တော်ဒီမှာရှုရှက်လက်ဖက်လေးကိုထည့်ပါမယ်ခင်ဗျ ready လေးထည့်လိုက်ပါမယ်ပြီးရင်နောက်ထပ်တကယ်အရေးကြီးဆုံးတစ်ခုကျန်ပါတယ်ခင်ဗျအဲ့ဒါကတော့ဒီမှာကြောက်ပွင့်ပါခင်ဗျနော်ဒီကြောက်ပွင့်ကိုရေးစိမ့်မယ်ကဲဒီမှာရပါပါပြီကြောက်ပွင့်တုပ်ဖို့အတွက်ဒီမှာခင်းကျင်ပြီးပြီးပါပြီဒီမှာလက်ဖက်ထည့်ထားတယ်ပြီးလို့ရှိရင်ဒီမှာမြေပဲဆန်ထောင်းထားတယ်ပြီးရင်ဒါကြောက်ပွင့်ပြီးလို့ရှိရင်ဒါပဲဘူးချမ်းလေးနည်းနည်းလေးကျွန်တော်ထည့်ထားတယ်ပြီးရင်ကြက်သွန်လေးထည့်ထားတယ်ဘာမှမပါဘူးเนาะရိုးရိုးချင်းချင်းလေးပါပဲအများကြီးနည်းနည်းလေးချင်းရဖို့ကျွန်တော်ထည့်ပါမယ်ခင်ဗျာစားလို့ပါအောင်ပြန်နည်းနည်းလေးထပ်ပြီးငယ်လိုက်ပါမယ်ခင်ဗျာကဲအခုဆိုရင်တော့တကယ်ကိုပဲရတာရှိတဲ့ကြောက်ပွင့်တုပ်လေးကိုရပါပြီခင်ဗျာကဲအားလုံးပဲစားကြပါအောင်ခင်ဗျာဒီမှာကြည့်အောင်ကျွန်တော်စားတစ်မျိုးလေးထည့်ရဘာမှမထည့်ဘူးအရသာဆိုလို့ရှိရင်လေသူ့ရဲ့ဒီခန်းကျင်ဒီရဲ့အရသာလေးတွေပြီးလို့ရှိရင်ကြက်သွန်လေးရဲ့အချိုရသာလေးတွေကြက်သွန်အဖြူစီကျဲရဲ့ရသာလေးတွေဒီဘဲဆိုင်ရဲ့ရသာလေးတွေတော့ပါတာပေါ့နော်ကဲကျွန်တော်မြည်ကြည့်မယ်နော်ဘယ်လိုနေလဲဆိုတော့ဒီနေ့စားပါအောင်ခင်ဗျာအရင်ကျွေးပါရနော်ရှယ်ကောင်းတယ်ခင်ဗျာရတာတော့ကွတ်တိပဲလောကရှယ်ကောင်းပါလေခင်ဗျာAri, hello. Hello, Chate. Coming. Mingalaba. Mingalaba. I'm Slap. Oh, Chow Puento. what is this? Chow Puento. Chow Quinto. Yes, you taste it. Okay, yeah. Oh. Taste it. Good or bad? Very good, tasty. Oh, တကယ်ကိုရန်ကောင်းတယ်လို့ပြောပါတယ်ခင်ဗျာမာရီကကျွန်တော်ဘာချက်ကြိုက်တယ် You ever like Yeah, my dishes I'm always like when I that. cooking Yeah, You ever like good or bad very, very good. Oh okay thank you yes you can eat okay